လက်တွဲညီပြီးတော့အားလုံးတူတူသွားနေကြတယ်ပန်းနိုင်အောင်အားလုံးတိုင်းပါလားအားလုံးတိုင်းပါလားကျွန်တော်တို့တိုးတက်ဖို့ကိုပဲသွားမယ်ဘယ်တော့မှနောက်ကျောင်းပြန်မလဲဘူးအားလုံးညီသေးတော့ညီသေးတော့ကျေးဇူးများကြီးတင်ပါတယ်ဒီစနစ်ကြီးကိုဘယ်သူမှမကြိုက်ဘူးမကြိုက်တဲ့အတွက်ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတာဖြစ်တယ်ထိတ်တိုက်တွဲဆုံမှုနဲ့ပဋိပက္ခဖြစ်မဲ့ရေးအားလုံးကိုရှောင်ရှားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အားလုံးကြိုက်မှမကြိုက်တာမကြိုက်ကြောင်းဆန္ဒပေါ်ထုတ်ခွင့်ရှိပါတယ်အဲ့ဒါလူ့အခွင့်အရေးဖြစ်ပါတယ်ကျွန်တော်အားလုံးရဲ့အခွင့်အရေးကိုငြိမ်းငြိမ်းချမ်းချမ်းပြတာဟုတ်ပါတယ်နော်ဘယ်သူမှမုန်းလားဆိုမုန်းတရားဘာမှမပါဘူးဒီအာဏာရှင်စနစ်ကိုလုံးဝကန့်ကွက်တယ်ရှုံချတယ်ကြိုက်လားမကြိုက်ဘူးဒီစနစ်အောက်မှာနေချင်လားဆိုရင်မနေချင်ဘူးအဲ့တော့ကျွန်တော်အားလုံးစုပေါင်းပြီးငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတာဖြစ်ပါတယ်ခင်ဗျာလုံးဝကျွန်တော်တို့ပဋိပက္ခဖြစ်မတည်လုံးဝဦးမတည်ပါဘူးအမုန်းတရားပါတဲ့ဆဲဆိုခြင်းလောင်ပြောင်ခြင်းမှုလုံးဝမပြုပါဘူးကျွန်တော်ရည်ရွယ်ချက်ဒီအာဏာရှင်ဒီစနစ်ကိုကန့်ကွက်တယ်ရှုံချတယ်မကြိုက်ဘူးမြန်အာဏာရှင်စနစ်ကြာဆုံးဖို့ညီညာခီးဆက်ပြရစီလားခင်ဗျာအားလုံးကျေးဇူးပါနော်အဓိကတော့ကျွန်တော်တို့ပြည်သူတွေကိုလှုပ်ချင်တဲ့အချိန်မှာလှုပ်ချင်တိုင်းလှုပ်လို့ရတယ်ဆိုတဲ့အကျင့်ဇိုးကြီးနဲ့အနိုင်ကျင့်နေတာကိုမခံချင်လို့ကျွန်တော်တို့အားလုံးတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်စစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့ရှုတ်ချပါတယ်ခင်ဗျာအားလုံးအောင်ကြပါစေခင်ဗျာအောင်ပါစေခင်ဗျာအခုချိန်မှာကျမလည်းပြည်သူတယောက်ပါပဲအဲ့တော့ပြည်သူတယောက်အနေနဲ့ကိုယ့်ရဲ့ခံစားချက်ကိုဒါလွတ်လပ်စွာထုတ်ဖော်ခြင်းပါတိုင်းပြည်အတွက်အားလုံးညီကြပါမယ်စစ်အာဏာရှင်စနစ်ကြာဆုံးရေးတို့ရေးစစ်အာဏာရှင်စနစ်ကြာဆုံးရေးတို့ရေးရဲတော်ဘောင်အောင်မြင်ပါစေကျေးဇူးတင်ပါတယ်အခုချိန်မှာတော့တကယ်ကိုစိတ်မကောင်းစရာစိတ်ထိခိုက်စရာကိစ္စတွေနဲ့ပဲအကုန်လုံးကြုံနေရပါတယ်ရှင်အဓိကတော့ပြည်သူတွေကိုလေအန်ဒီရဲ့ကင်းစေချင်ပါတယ်ဒါကြောင့်မလို့အားလုံးပဲပေါ့နော်ရှောင်စရာရှိရရှောင်ပြီးတော့အချင်းချင်းငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့နေရာမှာအချင်းချင်းတူကူညီဆောင်ရှောက်ပြန်လဲကူညီဆောင်ရှောက်ပြီးတော့ဆန္ဒဖော်ထုတ်နိုင်ပါစေအောင်မြင်ပါစေပေါ့နော်အဲ့ဒါအဲ့ဒီလိုမျိုးဆန္ဒပြင်းပြနေပါတယ်ရှင်ရုံးမတန်နဲ့